ပွဲကိုစိုင်းဒီဖြစ်စေမဆိုင်ဒီဖြစ်စေဝမ်းဝမ်းကူညီပံ့ပိုးခဲ့တဲ့မန္တလေးဟေးဟိုတယ် MIT STI GMM Creative Training ကိုအစာကြီးရဲ့ကုမ္ပဏီအားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်။အဲဒီတော့ကျွန်တော်တို့ကိုလက်ကြီးတို့ပြခဲ့တဲ့ကောင်းကောင်းစားတော့ဆိုင်အောင်စားတော့ဆိုင် 9 star အဲဒီတော့အင်းအားစမ်းပြရှင်အစာရဲ့အစားတော့ဆိုင်များအားလုံးကိုလည်းကျွန်တော်ဒီကနေကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဒီပွဲလေးကိုကြားရောက်ရှင်းပြပေးပါတော့ဆရာမများအလကောင်းကျောင်းပိုင်းဆိုင်ရာကိစ္စရပ်များတွင်ညီလမ်းမျိုးပေးခဲ့သောဌာနမှုဆရာဦးတင်ထွန်းအလကောင်းကျွန်တော်တို့စိတ်ဓာတ်မကြစေရန်ဆရာဖြင့်ကူညီပေးခဲ့သောဟက်ဝက်ဒီပါမင့်မှာဒီရှေတော်တွင်ဒီရှေတော်နေနေအေးဒီရှေတော်ရေနာသိဒီရှေတော်ငြိမ်းငြိမ်းတွင်ဒီရှေတော်ခင်အောင်ကြီးနေတကွာဆရာမများအားလုံးကိုလည်းကျွန်တော်တို့ဖြစ်မြောက်ရေးအဖွဲ့မှာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီပွဲလေးမှာမြူးကြွကြွလေးဖြစ်တော့အောင်မေတ္တာဖြင့်ကူညီဖြောပြပေးရရောက်ရှိလာသောအဆိုတော်အားလုံးကိုလည်းကျွန်တော်ဒီကနေပြမြောက်ရေးအဖွဲ့ပူဇာကျေးဇူးတင်ပါတယ်။ထို့ပြင်ကျွန်တော်တို့စပွန်ဆာလိုက်တောင်းရတဲ့မငြင်းမညူဖြင့်ကားဖြင့်လိုက်လံပူဇော်ကူညီပေးရသောငွေကြီးမွန်သိန်းဖြင့်ကောင်းထက်အား၎င်းကျွန်တော်တို့အဆုံညာပူညာဖြင့်ပတ်စည်းလက်ခက်နေသောမီတေများပြဿနာတိုက်ကြီးများကိုစိတ်ရှည်တည်ခံစွာလိုအပ်သည်များကိုကူညီပေးခဲ့သောငွေကြီးခိုင်နေသောနှင့်အန်ဒီဦးတို့ကိုတရားပဲကျွန်တော်ကျေးဇူးတင်ပါတယ်။ပြီးတော့စပွန်ဆာများရရှိစေရန်ကူညီထောက်ပံ့ပေးခဲ့သောတကယ်ရေးစုကင်သောကိုပြည့်ဖြိုးတကယ်ရေးတင်ကိုတူးနေတော်တို့အား၎င်းကျွန်တော်တို့သွားလေရာမငြင်းညူဖြင့်လိုက်ရန်ပို့ဆောင်ပေးသောကျွန်တော်တို့အကိုကြီးတက်ကြကြီးဦးဝင်းအောင်နေတကွာကျွန်တော်တို့ရဲ့တကယ်ရေးကောင်းထက်အား၎င်းအဆိုတော်များဖိတ်ကြရန်တွင်တရက်အားကူညီပေးကြသောတကယ်ကြီးစာနီအောင်အား၎င်းလက်မှတ်များကိုကူညီ၍ဝိုင်းရောင်းပေးကြသောတကယ်ကြီးများအား၎င်းလက်မှတ်များကိုအာနာပါနာဖြင့်ဝေကြရရှာသောကျွန်တော်တို့တကယ်ချင်းများအား၎င်းနောက်ပြီးကျွန်တော်တို့မေးချင်ခဲ့သောကျေးဇူးတင်တိုက်သူအားလုံးကိုလည်းယင်းထဲကနေကျွန်တော်တရားပဲပြမြောက်ရေးဖွဲ့ကူစားလဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီပွဲကိုစုံစုံညီတရားအားပေးကြသောတကယ်ချင်းအများအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ဒီကုန်းဆွပါပါတယ်ကျွန်တော်တို့ဒီပွဲကိုစိုင်းဒီဖြစ်စေမစိုင်းဒီဖြစ်စေ